ထင်တွေ့ဆုံးချဘဝအချိန်ခဏလေးမှာဒုက္ခမျိုးစုံပွေပိုက်ထားတနေ့အစဉ်ပြေသွားမှာလူတချို့တွေကခွဲမပြေဝဘူးအမင်းမညိုညင်နဲ့ကွာဒီလောကကြီးကိုကြောက်မနေနဲ့ပြီးရင်ပြန်သိ